အခုတော့ဒီပထမဦးဆုံး sympathetic action ပေါ့နော်ဒီ heart ပေါ်မှာ sympathetic action ဘယ်လိုအလုပ်လုပ်လဲဆိုတာလေးကိုတစ်ချက်လောက်လေ့လာကြည့်အောင်ပေါ့ဆိုတော့အရင်လက်ချာမှာပြောခဲ့တယ်လို့ပဲပေါ့နော် sympathetic action ကသူကနှစ်ခုက supply နှစ်ခုကလာမယ်ပေါ့တစ်ခုကကြတော့ဒီ sympathetic cardiac nerve ကလာမယ်ပေါ့နော်အဲ့ဒါကသူကnorepinephrine ထုတ်တယ်ပေါ့နော်နောက်ပြီးတော့မှ adrenal gland ကထုတ်တဲ့ epinephrine ကကြတော့blood circulation ကလာမယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုက heart ပေါ်မှာရှိတဲ့beta 1 adrenergic receptor မှာ add လုပ်ပြီးဒီelectrical activity ကိုပြောင်းလဲတယ်ပေါ့နော် high electric ဆိုတော့ကျွန်တော်ကဒီအခုကတော့ကျွန်တော် SA node အကြီးပေါ့နော် SA node က node cell ပေါ့ SA node cell တစ်လုံးဆွဲမယ်ပေါ့နော်ဆိုတော့အဲ့မှာဒီ sympathetic action ဘယ်လိုမျိုးအပြောင်းလဲလုပ်လဲဆိုတာလေးလေ့လာကြည့်အောင်ပေါ့နော်ဆိုတော့ဒါကSA node cell ပေါ့နော်SA node cell တစ်လုံးပေါ့နော်အဲ့ဆိုသူက beta 1 adrenergic receptor ပေါ့နော်ဆိုတော့ဒါ beta 1 adrenergic ဆိုတော့ဒီဟာက extracellular domain ပေါ့နော် extracellular domain နဲ့ပြောတဲ့ligand binding domain လို့လည်းပြောရပေါ့နော်ဒါ effector site ပေါ့နော်ဆိုတော့ effector site intracellular domain ပေါ့နော်ဆိုတော့ဒီ beta 1 adrenergic receptor ပေါ့နော် beta 1 adrenergic receptor ဆိုတော့ဒီ beta 1 adrenergic receptor ကိုတချို့က7 pass receptor လို့လည်းပြောတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ cell membrane ကိုသူကခုနှစ်ခါ pass လုပ်တယ်ပေါ့ဒီ receptor ကတချို့ကြတော့serpentine receptor ပေါ့နော် serpentine ဆိုမွေနဲ့တူလို့ပေါ့နော် serpentine receptor လို့လည်းပြောတယ်7 pass receptor လို့လည်းပြောတယ်ဆိုတော့သူကဒီမှာကျွန်တော်တို့သူ့မှာလာအပ်မဲ့ဟာပေါ့နော်ဒီမှာလာပြီးတော့ stimulate လုပ်မဲ့ဒီ molecule ဆိုတော့ဒီ molecule ကနှစ်ခုဖြစ်နိုင်တယ်ပေါ့နော်တကယ်လို့ဟိုဟာ nerve cardiac nerve ကလာတယ်ဆိုရင်တော့ norepinephrine တကယ်လို့ blood circulation ကလာတယ်ဆိုရင်တော့ epinephrine ဖြစ်မယ်ပေါ့နော် epinephrine ဖြစ်မယ်ဆိုတော့သူကလာပြီးတော့မှbind လုပ်တဲ့ချိန်မှာသူက G stimulatory ပေါ့နော်G stimulatory ကိုလာပြီးတော့မှသူကeffect ပေးတယ်ပေါ့နော် effect ဆိုတော့ G stimulatory က trimeric molecule ဖြစ်တယ်ပေါ့နော်သူက3ခုပေါ့3ခုဆိုတာကalpha component ပါတယ်ပြီးတော့မှ beta component လည်းပါတယ်ပြီးရင်နောက်ပြီးတော့gamma component ပေါ့နော်ဆိုဒီတစ်ခုလုံးကိုမှကျွန်တော်တို့ကG stimulatory ပေါ့နော် G stimulatory molecule ပေါ့ဆိုတော့ဒီ trimeric molecule G stimulatory ကိုသူက add လုပ်တယ်အဲ့လို့တော့သူကဘာလုပ်လဲဆိုတော့ဒီ alpha site ကိုalpha ပေါ့နော် stimulatory alpha stimulatory လာအဲ့လုပ်တဲ့ခါမှာ alpha stimulatory ကဘာလုပ်လဲဆိုတော့သူ့မှာရှိတဲ့ GTP ကိုထုတ်တယ်ဆိုတော့ဒါကenergy molecule ပေါ့နော် GTP ကိုသူကထုတ်တယ်ပြီးတော့သူဘာကိုရယူလဲဆိုတော့ GTP နော်guanosine triphosphate ပေါ့ဒါ higher energy molecule ပေါ့နော်ဒါက diphosphate ဆိုတော့ lower energy molecule သူက higher energy molecule GTP ကိုသူကယူတယ်အဲ့တော့သူက GTP ရတယ်ဆိုတာ ਨੇ alpha stimulatory ကဘာဖြစ်လဲဆိုတော့
active ဖြစ်သွားပြီဆိုတော့ तू က active ဖြစ်သွားတာနော်အဲ့တော့ तू active ဖြစ်ပြီဆိုတာ ਨੇ तू ကbeta နဲ့ gamma ကို तू ထားခဲ့မယ်နော်ထားခဲ့ပြီးတော့ तू က active ဖြစ်သွားပြီဆိုတော့အဲ့တော့ तू ကဘာရထားပြီလဲဆိုတော့ GTP နော် तू က GTP ရသွားတော့ तू နောက်တစ်ဆင့်ဘာလုပ်လဲဆိုတော့ဒီ membrane မှာကျွန်တော်တို့ protein တွေတခုရှိရပါနော် cell တွေကိုတွေ့လောင်ဖြစ်နေပေါ့နော်ဒီ cell တော့ဘာလဲဆိုတော့ AC ဒီ molecule တော့သူ့မှာက adenine site adenine cyclic ပေါ့နော် adenine cyclic ကသူ့မှာဘာရှိလဲဆိုတော့receptor လေးရှိတယ်နော်ဒီ receptor မှာ alpha stimulation လာပြီးတော့add လုပ်တယ်ပေါ့နော် add လုပ်တဲ့ချိန်မှာသူကဘာဖြစ်လဲဆိုတော့ adenine cyclic ကဘာလုပ်လဲဆိုတော့အားလုံးတီးတဲ့အတိုင်းသူက ATP molecule ကိုဘာပြောင်းလဲဆိုတော့ cyclic AMP เนาะ adenine cyclic က ATP ကိုcyclic AMP ပြောင်းတယ်ဒါဆိုရင်ဒီ cell ထဲမှာဘာတွေများလာမလဲဆိုတော့cyclic AMP တွေများလာမယ်ဆိုတော့ဒီ cyclic AMP ကနောက်ထပ်သူဘယ် protein ကိုသူက add တာအများကြီးပဲပေါ့เนาะဒါပေမဲ့ဒီအဓိက protein ကဒီကောင်ပေါ့เนาะဆိုတော့ဒီ PKA เนาะ phosphokinase A ပေါ့ PKA phosphokinase A ကိုသူက add လုပ်တယ်เนาะ add လုပ်တယ်အဲ့တော့သူက active ဖြစ်သွားပြီဆိုတော့သူကဒီ phosphokinase A ကို activate လုပ်တယ်အဲ့တော့ phosphokinase A က cell ထဲမှာလောက်တာအများကြီးရှိတယ်ပေါ့နော်အဲ့ထဲမှာဒီမှာကျွန်တော်တို့ ਨੇ ဆက်ဆိုင်တာဆိုလို့သူကဘာလုပ်လဲဆိုတော့ဒီမှာကျွန်တော်တို့ cell membrane မှာ calcium channel တွေရှိတယ်ဆိုတော့ phosphokinase ဆိုတဲ့အတိုင်းပဲသူက kinase ဆိုတော့ phosphate add တာပေါ့နော် phosphate ကိုဒီ calcium channel ကိုတွားပြီးတော့မှ phosphate လာ add လိုက်တယ်အဲ့တော့ phosphate add လိုက်တော့ calcium channel က active ဖြစ်လာဆိုတော့ active ဖြစ်လာတော့ဘာဖြစ်လဲဆိုတော့ calcium ကဒီ extracellular မှာများတာပေါ့နော် calcium က extracellular မှာများတာဆိုတော့ဒီ calcium တွေက cell ထဲကိုဝင်လာပြီเนาะဝင်လာပြီအဲ့တော့ calcium က cation ion positive charge ရှိရဟာပေါ့เนาะဒါဆိုရင် positive charge ရှိတဲ့အခါအဲ့တော့ဒီဟာဝင်လာတဲ့အခါအဲ့တော့ဘာပြောင်းလဲလဲဆိုရင်ကျွန်တော်တို့ငကိုကဆိုရင် SA node တဲ့ cell ကပုံမှန်ဆိုရင်ဘာရှိလဲဆိုတော့ automaticity ရှိတယ်เนาะ automaticity ရှိတယ် automaticity ရှိတယ်ဆိုတာရှေ့လက်ချာမှာကျွန်တော်ရှင်းပြခဲ့ပြီပေါ့เนาะသူ့ရဲ့ SA node cell ရဲ့ resting membrane potential ဘယ်လောက်မှရှိလဲဆိုတော့ -60 millivolt เนาะ -60 millivolt ဆိုရင်သူ့ရဲ့ threshold က -45 millivolt အဲ့တော့သူကပုံမှန်ဆိုရင်ဒီလိုလေးအဲ့တော့ resting membrane ကနေ sodium leaky channel က sodium တွေဝင်လာတဲ့အကြောင်းသူကဖြည်းဖြည်းနဲ့သူကဘာဖြစ်လဲဆိုတော့ threshold ရောက်တဲ့အချိန်မှာ voltage calcium channel တွေပွင့်ပြီးတော့မှသူက depolarization ဖြစ်တယ်ပြီးတော့ potassium တွေထွက်လို့ repolarization ဖြစ်တယ်ပြီးတော့ဒီတိုင်းပဲဖြည်းဖြည်းနဲ့ပြန်ပြီးတော့မှ threshold ရောက်တယ်ပြီးတော့ဘာဖြစ်လဲဆိုတော့ depolarization ဖြစ်တယ်ပြီးရင် potassium efflux ကြောင့် repolarization ဖြစ်တယ်ပေါ့နော်ဆိုတော့သူကဒီလိုသွားတာပေါ့နော်ဆိုတော့ကျွန်တော်နည်းနည်းလေးရှည်လေးဆွဲလိုက်ပါအဲ့တော့ဒီမှာ resting membrane ကနေပြီးတော့မှတခါthreshold လာတယ်ဆို threshold ရောက်ပြီဆိုတာ ਨੇ calcium channel voltage calcium channel တွေပွင့်ပြီးတော့မှ depolarization ဖြစ်တယ် potassium efflux ကြောင့် repolarization ပြန်ဖြစ်မယ်ပြီးတော့ဒီတိုင်းပဲthreshold ရောက်မယ် depolarization ဖြစ်မယ် repolarization ပြန်ဖြစ်မယ်အခုအချိန်တွေကကျွန်တော်တို့က calcium ဝင်လာတယ် calcium ဆိုတာက positive ion ပေါ့နော် positive ion ဝင်လာတော့
သူက resting membrane ကနေပြီးတော့မှ threshold ကိုရောက်ပေါ်နည်းနည်းပူမြန်သွားတယ်နော်ပူမြန်သွားတယ်ဆိုတော့ဒီလိုလေးဖြစ်သွားမယ်ဒီလိုလေးခက်မြန်လေးဖြစ်သွားမယ်ပြီးတော့မှကျွန်တော်တို့ depolarization ဖြစ်မယ်ပြီးရင် repolarization ပြန်ဖြစ်မယ်အဲ့တော့ resting membrane ကနေပြီးတော့မှ threshold ရောက်ဖို့ခက်မြန်ဖြစ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ depolarization ဖြစ်မယ်ပြီးရင် repolarization ဖြစ်မယ်ပြီးကျွန်တော်တို့ခက်မြန်လေးဖြစ်မယ်ပြီးတော့ depolarization ဖြစ်မယ် repolarization ပြန်ဖြစ်မယ်ဆိုတော့ဒီမှာလည်းဒီလိုပဲဆိုတော့ဒီမှာ depolarization ဖြစ်မယ် repolarization ပြန်ဖြစ်မယ်ဆိုတော့ဒီမှာလည်းဒီလိုပဲ threshold ရောက်မယ်depolarization ဖြစ်မယ် repolarization ဖြစ်မယ်ပြီး threshold ရောက်မယ်ပြီး depolarization ဖြစ်မယ် repolarization ဖြစ်မယ်ဆိုတော့ဒီမှာတစ်ချက်လောက်ပေါ့နော်ကြည့်ရအောင်ဆိုတော့ငကိုကဒီ calcium channel မပွင့်ခင်မှာကျွန်တော်တို့ရဲ့depolarization ကတစ်ခုနှစ်ခုသုံးခုလေးခုပဲဖြစ်တာပေါ့နော်တော့ calcium ဝင်လာတဲ့ epinephrine norepinephrine အဲ့ပြီးတော့မှ beta 1 adrenergic receptor ကိုအဲ့ပြီးတော့မှဝင်လာတဲ့ချိန်မှာကျွန်တော် depolarization က1 2 3 4 5ဆိုတော့ဒီမှာဆိုရင် depolarization ဖြစ်တဲ့ rate ကမြန်သွားတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုတနည်းအားဖြင့်ပြောမယ်ဆိုရင်သူကအဲ့တော့ဒီ sympathetic ကဘာဖြစ်စီလဲဆိုတော့ increase သူကautomaticity ကိုတက်စီတယ်ပေါ့နော်ဒီ SA nodal cell ရဲ့ဘာကိုတက်စီလဲဆိုတော့ increase automaticity ပေါ့နော် automaticity ကိုတက်လာအဲ့တော့ဒီ automaticity တက်လာတာကအဲ့တော့ဖြစ်လာတာဘာဖြစ်လဲဆိုတော့ increase heart rate အဲ့တော့ heart rate ကိုမြန်လာစေတယ်เนาะတနည်းအားဖြင့်ပြောမယ်ဆိုရင်sympathetic action ကြောင့် heart ကဘာဖြစ်လဲဆိုတော့ positive ကျွန်တော်ဒါကို heart rate မြန်တာကိုchromotropic action လို့ခေါ်တော့เนาะအဲ့တော့ positive chromotropic action ဆိုရင်အဲ့လိုပြောမယ်ဆိုရင် sympathetic action က heart ပေါ်မှာပါရှိလဲဆိုရင် positive chromotropic action အဲ့တော့ဒီ mechanism ကိုဘယ်လိုဖြစ်လာလဲဆိုတဲ့ mechanism ကိုနားလည်ပေါ်ပေါက်မယ်လို့ထင်ပါတယ်